ဆိုးတယ်တော့ဘယ်တော့မှမတွေးနဲ့ကံကကောင်းမိတာကံကောင်းမိတာလူဖြစ်နေတာကကံကောင်းနေတာပဲမဟုတ်လားလူဖြစ်နေတာကကံကောင်းနေတာလေလူမဖြစ်တဲ့တတ္တဝါတွေအများကြီးလူဘဝကိုမရတဲ့ပုံကိုယ်တွေအများကြီးတန်တရာမှာငရဲကြတဲ့လူတွေအများကြီးဒိဋ္ဌံဘဝရောက်နေတဲ့လူတွေအများကြီးအပယ်လေးပုံဟိုပိဋ္ဌာဖြစ်နေတဲ့ပုံကိုယ်တတ္တဝါတွေအများကြီးသူတို့နဲ့ရှင်လို့ရှိရင်ကိုကလူဘဝကိုရနေတာကကံကောင်းမိတာပေါ်ပြီးကံကောင်းတာလူချင်းတူတာမှကိုလည်းအင်္ဂါပြည့်စုံနေတယ်ကိုမှနားတယ်ကြားခွင့်ရှိနေတယ်မျက်စိတွေမြင်ခွင့်ရှိနေတယ်နှာခေါင်းနဲ့နံခွင့်ရှိနေတယ်ရှားမှာအရသာခံခွင့်ရှိနေတယ်ခန္ဓာကိုယ်လှုပ်ရှားခွင့်ရှိတယ်အဲ့ဒီကိုလည်းအင်္ဂါစုံစုံနေနေလေးတွေနဲ့ဖြစ်နေတာကကိုဘဝကံကောင်းမိတာပဲဒီတဲ့ပေါ်ပြီးတော့ကံကောင်းအောင်ပြောမယ်ဆိုရင်လူလည်းဖြစ်လာတယ်ဖရာသာသနာနဲ့ကြုံတွေ့နိုင်ဗုဒ္ဓဘာသာလည်းဖြစ်ခွင့်ရနေတယ်ဆိုရင်ဗုဒ္ဓဘာသာဝင်ရှုတောင်းရအားလုံးက perfect ပဲဘဝဘာမှမကျင်တဲ့ဆရာမရှိဘူးဘာမှအလိုမကျဖြစ်ဆရာအကြောင်းမရှိဘူးလူတွေမှာကိုယ့်ဘဝကိုမကျင်မနဲ့ဖြစ်သူတို့ဘဝကိုအားကြတယ်ဆိုတာကကိုယ့်ဘဝမပြည့်စုံလို့မဟုတ်သူတို့ဘာရဲ့ပြည့်စုံမှုကိုကြည့်ပြီးတော့သူတို့လိုဖြစ်စေတဲ့စိတ်ကြောင့်မကျင်မနဲ့ဖြစ်တာသူတို့သုံးတယ်လို့ကိုမ